ကောင်လေးဝင်နေလေသူ့ကိုပြင်ကောင်းမယ်ပြောတော့ဘူးမမစမ်းထားဘူးလားနင်ကောင်းမှမထားဘူးလားဘာလို့လဲဒီလိုပါပဲဒီဘုမခံစားရတယ် crush နေအကောင်လေးကိုဘာလို့ရောမရှိဘူးလားမရှိဘူးဟာလေနင်အကောင်လေးထားအကောင်ကလေးထားမလားအဲ့လိုလည်းမဟုတ်ပါဘူးဒါယောက်ျားလေးနေမင်းလေးနေဘယ်မှမခံစားဘူးလို့ဒါဆိုနင့်ကိုလာကြိုက်တဲ့သူတွေလည်းရောခဏတော့ရင်ပုံပြရဘူးဖြစ်ဘူးလားရင်ခုန်လဲဆိုတာထက်နေရခက်လာစိတ်ကျဉ်ကျက်လာတော့ဖြစ်ဘူးလေဟုတ်လားဘာလို့လဲထူးဆန်းနေမဟုတ်ပါဘူးကိုရီးယားချစ်တဲ့သူမျိုးမတွေ့သေးရလဲဖြစ်နိုင်တယ်လေဒါလည်းယူဆထားကြည့်ချင်နေနေရထားလိုက်ပါပါတိုင်စင်ဒါနဲ့ရောယူဆထားဘယ်လိုနေလဲရင်ခုန်စရာကောင်းတယ်ထူးသဖြင့် Valentine Day တို့မွေးနေ့တို့ Anniversary Day တို့ဆိုတော့သူတို့တော်လာဘယ်နှစ်ရှိလဲနှစ်ရှိပြီသွားနေချင်လားဟုတ်ရှေ့မှာတယောက်ရှိသေးဒါပေမဲ့အဲ့ကျောင်းကဟောချိန်တိုင်းဖုန်းဆက်ပြီးတော့ဘာလို့နေလဲဘာစားနေလဲကိုကမျိုးနဲ့တရားမျိုးနဲ့ဆိုပြီးတော့လက်ရှုပ်ချိန်နေတယ်ဖြတ်လိုက်တာအဲ့ဒါနေကိုယူဆိုင်လို့မဟုတ်လားယူဆိုင်တာမျိုးလည်းဖြစ်နိုင်ပေမဲ့ငါ့ရဲ့ကိုယ်ပိုင်ချိန်နေမရှိအောင်ဒီလုံးနေရာမျိုးကြအဆင်မပြေလို့လေနော်အဲ့လိုမျိုးကြလွတ်လပ်တယ်ဖြစ်နေမှာဂျားမှာတီတွဲမှုလို့လည်းတွဲပြလိုက်တဲ့သူတွေလည်းရှိသေးအဲ့ဆိုနေတာတွေ့ကြုံလို့ရှိမှာပဲနင်လည်းတဲ့ကိုစိတ်ဝင်စားနေရှင်ရင်လာပြီနော်ငါကိတ်ထပ်ပြီးမယ်ငါစိတ်ဝင်စားနေတယ်ရှိတာပါမလားတော့တမ်းမှလည်းစာတော့သူရှိမှာပဲဘာလဲဟာအပြောလို့လည်းပြောလေးတောင်းလို့တယ်ညနေစိတ်မစားနေရပဲဟုတ်လားငါလည်းထူးဆန်းနေလို့လေသူတို့တန်းနေမှာလည်းစားတော့သူရှိမှာပဲဘာလို့ငါစိတ်ကလာပို့ရလဲတဲ့ဟုတ်တယ်ဒါမဲ့ဒီဘက်ကစိတ်ဝင်စားတဲ့ပုံစံပြနေအောင်ဘာလို့ဆိုတချို့ကဒီတိုင်းပြောလိုက်ရတဲ့ရှိတယ်လေဘာပါလဲတန်စင်ဒီခေါင်းနဲ့ဘယ်လိုလုပ်ပြတက်ဖြစ်တာမှန်တိုင်းပြောရရင်ငါတို့အရင် crash တာဘလို့ဟုတ်တယ်သူကငါနဲ့နှစ်နှစ်ကြီးရဲ့ကိန်းထဲမှာကြည့်ကြတာဟုတ်လားနင်ကရောဘလို့ကလည်းဘလို့ crash တာလဲသူကဆာရန်တော့တင်တန်းမှာသူ
သူ့မတည့်လို့မရှိဘူးလေငါသူ့ကိုစားတည်ရကစပွဲပွဲမှာသူစုယူပြီးစင်မော်တက်ပြီးစကားပြောပုံစံကိုကြည့်ပြီးတန်းကြွသွားတာပဲဟုတ်လားသူကရောနင့်ကိုဘယ်လိုလဲကြိုက်တာတင်တန်းမှာအရန်ချောရမိုင်တယောက်ရှိတယ်သူကအဲ့မိုင်နဲ့ခင်တော့အားလုံးကသူ့ကိုအဲ့မိုင်နဲ့တွဲပဲထင်နေကြတာတနေ့မိုးရင်တင်းနေအောင်ငါချင်းမပါလားလေသူကသူ့ထီယူပါဆိုပြီးတော့အရင်ကစကားလိုက်ပြောတာဇလိုက်မှာစားပေါ့အဲ့နောက်ပိုင်းခဏခဏစကားပြဖြစ်နေခင်တာတစ်နေ့လောက်လည်းကြာလာတော့သူ့ဘက်ကရင်ဖွင့်ပြပါလေမတ်တော်နေလေတရားရောက်ကိုစိတ်ဝင်စားနေပြီဆိုလို့ရှိရင်တစ်နေ့လောက်တော့ချိန်ယူပြီးတက်အောင်နော်ဟုတ်ပါဒါနဲ့ဟိုတယောက်ကိုမဆက်ပြောသေးတယ်ကော်ဖီကြိုက်လားလို့ဒီမှာပဲပြောလိုက်ကြိုက်တယ်လို့ပြောတော့ပါသေးရဲ့ငါတော့ခြေတန်းလေးမြည်နေပါပြီဘာလို့လဲဘာမှမဟုတ်ပါဘူးဒါမဲ့နေတတိတော်ထားနော်ရီဆောင်ထားပွဲသူတယောက်ကကိုယ့်ကိုယူဆိုင်ပေးသူနဲ့တွေ့ရင်တမ်းပြီးပုံသွားတတ်တယ်တဲ့အဲ့ဒီစိတ်ကရေရှည်တော့တည်နိုင်လို့နေတတိတော်ထားတယ်ရေကိုရင်အချက်မဟုတ်ဘူးဘယ်ဟုတ်လဲနေ့ကိုဥပမာပြပြရမယ်ဆိုရင်ငြိမ်သက်နေတဲ့ကံရည်ပြင်ကိုခဲတစ်လုံးနဲ့ပြင်လိုက်ရင်ခဏလှုပ်သွားသလိုပဲလေအဲ့ဒါကိုအချင်းလို့ထင်မှတတ်ကြတယ်အဲ့လိုပဲရှိရတာခုရောနေသူ့ကိုဘယ်လိုခံစားရလဲအခုထိတော့သူ့ကိုထူးဆန်းတယ်လို့မြင်နေတော့မယ်နောက်ပိုင်းဒီတကယ်ရင်ခုန်တာလေးဖြစ်နိုင်တာမို့လို့စောင့်ကြည့်အောင်လေအားလုံးကတော့ကော်ဖီဝယ်ပေးပါလေတောင်းရတာကောင်းတာပဲနိုင်ခေါင်းရလားတန်စင်ပြောရတော့စိတ်လှုပ်ရှားရဖြစ်နိုင်တယ်လေအခုမှလည်းရှင်းပြပြတယ်ဒါနဲ့ရရှင်းပြမယ်လေဟောဒီတော့အဖေကတည်နေဘယ်လိုထွက်မှမသိတော့ဒီကနေပြောင်းလို့ပြောဖြစ်တာဒီစစ်ကိုလုံးဝကြော်လို့ဖြစ်ဘူးနော်စစ်ကြော်လို့ရှိရင်ရုပ်တရက်မလောက်ပြီးပဲနေတယ်မယ်ဘာလို့လဲနားမလဲလို့ဟုတ်ပါဘူးအဲ့ဒါနဲ့ကျွန်တော်ကအချိန်ကြီးရတော့ပုံပြတ်တဲ့ပုံစံနော်ရှောက်ပြောနေတယ်ငါရှင်းပြအောင်နားလေလားနားလေရှင်းတာပြီးတော့ငါလျှောက်ပြောနေတယ်တကယ်လားလေနိုင်ခေါင်းရလားမဖြစ်နိုင်ဘူးစိတ်လှုပ်ရှားရပဲနေမယ်ဒီပုံကြည့်တယ်ကြည့်ထူးဆန်းလိုက်တာအရင်ကတခါမှမလို့စိတ်မလှုပ်ရှားဘူးပေါ့ဟောဒါနဲ့ကျွန်မကောင်းရှိတယ်မရှိတော့ရဲ့ဘာလို့လဲဟုတ်လေကျွန်မကောင်းရှိတယ်ဆိုရင်လက်ကားနဲ့ထင်လွဲလိုက်နေအောင်ဆိုလို့လေအထင်လွဲကြရမှာဆိုတော့တော့ငါ့ကိုစိတ်ဝင်စားနေမှာမဟုတ်လားဖြစ်ပြီမင်းတို့တန်းနေမှာလဲစားတော့ရွေးရှိရတာလဲဘာလို့ငါ့ကိုမမြင်ရလဲကျွန်မတင်ချင်မှာတော့ဟုတ်လို့လေပြီးတော့ကျွန်မတင်ချင်မှာလည်းပတ်ပြရတယ်မလားအဲ့ဒါဘာလို့လဲမဟုတ်ပါဘူးနည်းနည်းထူးဆန်းနေဒါဆိုရင်ငါ့ကိုစိတ်ဝင်စားနေမှာမဟုတ်ဘူးပဲ
လောက်ကနေစိတ်လှုပ်ရှားနေရပဲ အခုနေဖွင့်ပြောလိုက်ရင်ရုံးနေရခဲ့ပြီးညင်းလိုက်မှဆိုလို့လိန်လိုက်တာပါကော်ဖီချက်လက်ခံပြီးတော့အခုမှငါညင်းလိုက်တမျိုးထင်သွားတော့တယ်သူကငါ့ကိုလာအိမ်နေရမှာမဟုတ်ဘူးတကယ်ချင်းချင်းစိုက်ထိုင်တာပုံမှန်ပဲမလားလက်ကားနေအချိန်လေးပဲနေကြရအောင် နေရလေဘာလို့လက်ခံလိုက်တာလဲ သူအဖေငါ့ဘောဘာစိတ်မှမရှိပဲတကယ်ချင်းနေနေပဲဟာ နေယောက်ျားလေးကြောင့်မသိသေးပါဘူး ဘာလို့လဲ သူတို့စိတ်ဝင်စားတဲ့သူမဟုတ်ရင်ညဘာတန်နဲ့ဘလောက်ပဲအမှတ်ပြရညကိုစကားလာပြောမှာမဟုတ်ဘူး ဟုတ်လား အင်းလေနေရခုထဲမိလိုက်တော့ဟိုကလည်းညာပဲနေမှာပေါ့ အဲ့လိုမဟုတ်တော့ဘူးထင်ပါတယ် ငါပြောမယ် तू အပျော်လာရုံပဲလားတကယ်ကြိုက်နေရလားသိရအောင်ဒီနေ့ညနေအောင်နင်းနေလိုက်တော့ ဘာလို့လဲ နေရလေတော့နေအောင်မရှိဘူးနေခုနေလိုက်လို့နေကဘာမှဆက်ပြီးခါမပြောတော့ဘူးဆိုလို့ရှိရင်အဲ့ဒါအပျော်လာကြီးလားတကယ်လို့သူ့ဘက်ကအကြောင်းရှိအကြောင်းရှာပြီးစကားဆက်ပြောနေုံနဲ့ဆိုလို့ရှိရင်တော့သူတကယ်စိုက်နေရဖြစ်လိမ့်မယ် အဲ့လိုလား သူ့ဘက်ကတကယ်ကြိုက်နေရတာဆိုလို့ရှိရင်တော့နေ့ဘက်ကတိကျစဉ်းစားဖို့လိုလာပြီဒါပေမဲ့ငါကတော့နေ့ကိုတိုင်းပြီးအဖြစ်မပေးလိုက်စေချင်သေးဘူး ဘာလို့လဲငါစိတ်လှုပ်ရှားမှထင်ပါဆိုလို့လား နောက်ပိုင်းနေစိတ်ပြောင်းသွားတဲ့ခါကျရင်ရှော့ပုံလေးမယ်လေ အဲ့တော့အဲ့ဆိုညညလေးစားငါအခုပဲနေလိုက်တော့သူစိတ်ကောင်းဖြစ်သွားလို့သူဆောင်ဖို့အောင်နေရရှိပြီသူငါ့ကိုတင်းဖို့ထင်ပါတယ်အော်ငါတင်လွဲနေရမယ်အေးတနည်းကြိုင်ခေါ်ပြီးတော့မှဆိုအေးပဲရှိတာအေးရောကြိုက်တယ်ဟာအဲ့ဟိုရောဆိုတော့ကြာတယ် ဟုတ်လား ဆောက်ဆိုင်တော့နေတယ်ရောဒီကမှာဆိုဘာလဲရုံးဒီကလည်းဆိုနေနေရတင်ကြရတယ် အစက်တက်မဖြစ်သေးလို့ဖြေတန်းပေးနိုင်မယ်စဉ်းစားကြည့်မယ်နော် ကော်ဖီဆိုင်ကတော့နေခါပြောတဲ့ဆိုင်နဲ့ကြိုက်တယ် តែစပြောသလိုခဏလောက်စိတ်လှုပ်ရှားအောင်မလားတော့ပြောတတ်ပြီမယ်အရင်ဆုံးချိန်ယူပြီးကိန်းလိုက်ကြည့်လိုက်တာပေါ့
ပေးကြပါဦးနော်အားလုံးပဲတတ သူကငါ့ကိုအရင်ပြပြောတယ်လိုက်တာပေါ့ဒီလဲ你嘞，我这个这个，nhà里面，他说，哎，这张啥子？哪里在有东西哟？有东西在眼里面。那有个奇迹嘛？都快把你在眼。အဆင်ပြေလားNext level.